မြန်မာပြည်မှာဟိုရက်ကလှုပ်ထားတဲ့ဟန်ဆေးလေးပြတ်သွားလို့မတက်နိုင်တဲ့အစိုးဂျပန်မှာပဲလှုပ်လိုက်တော့မယ်ဆိုပြီးတော့တွေးလိုက်တာမြန်မာပြည်ကိုပြန်ပို့တာနဲ့ပြန်သေးတာနဲ့ဆိုရင်ပို့ကလည်းကုန်မဲ့တူဂျပန်မှာပဲလှုပ်လိုက်တော့မယ်မြန်လိုချင်လို့ဆိုပြီးတော့တွားလိုက်တာရွှေတွေကိုစစ်တာပေါ့နော်စစ်လဲစစ်ကိုသူတို့ဆိုင်ကတဲ့ရွှေအစ်စ်ပဲလှုပ်လို့ရတယ်ဆိုပြီးတော့ပြောလိုက်တော့အဲ့ဒါအကေပပပြောတာလမ်းပြောတာပေါ့ तू ကရွှေဒါရွှေမဟုတ်ဘူးလားတဲ့မေးတော့ပေါ့နော်ရှက်တာပေါ့လေရွှေအတူကြီးဆိုတော့လေဆိုင်ကအဲ့လိုကြီးပြောတာရွှေအတူသူတို့ဆိုင်ကအစ်စ်ပဲလှုပ်လို့ရတာတဲ့မဟုတ်ဘူးလို့အဲ့ဒါအစီးဆိုပြီးတော့အမပြောတာမဟုတ်ဘူးတဲ့ဂျပန်မှာဆိုရင်ဒီဟာကိုတဲ့အတူဆိုပြီးတုံးတယ်တဲ့ဒုတိယမြောက်နောက်တစ်ဆိုင်ကိုထပ်သွားတော့အဲ professional ဆိုင်ကြီးကိုထပ်သွားတာသွားတယ်တော့အဲ့ဒီကအဖိုးကြီးကပြောလိုက်တာနောက်ပြင်မဲ့တူတဲ့အစ်စ်ထပ်ဝယ်လိုက်တဲ့အစ်စ်ထပ်ဝယ်ရအောင်လို့ဒီဟာလို့ငါမြန်မာငွေနဲ့ဆိုရင်လို့တိန်း200ဝန်းကျင်လို့အစ်စ်ဘယ်လိုလုပ်ဝယ်လို့ရမှာလဲဆိုတော့အဖိုးကြီးလန့်သွားတယ်ဟဲဒါကြီးကို200လားတဲ့ရွှေမဟုတ်တာတဲ့ရွှေဆိုရင်ဆက်ပေးလို့ရတယ်တဲ့ရွှေမဟုတ်ဘူးတဲ့အဲ့လိုကြီးပြောတာခုမှဝယ်လာတာလားတဲ့ဘယ်ကဝယ်တာလဲတဲ့မေးတော့မြန်မာနိုင်ငံကဝယ်တာပါလို့ပြောလိုက်တယ်ဖိုးကြီးက surprise ဖြစ်သွားရောဒီနေ့ရွှေလေးကိုပေါ့နော်ဂျပန်ဆိုင်မှာတွားပြက်လို့တွားပြီးတော့ဆက်တာပေါ့နော်ရွှေမဟုတ်ဘူးလို့ပြောလိုက်တာနဲ့ပတ်သက်ပြီးတော့အမဖြေရှင်းစေလို့ပါဂျပန်နဲ့မြန်မာနဲ့ကသူတို့ကအတုလို့တတ်မှတ်လိုက်တာကလေအမကအစ်စ်လို့ပြောပေမဲ့သူတို့ဂျပန်နဲ့ကရွှေတွေးရဂျပန်စစ်တာနဲ့ရွှေရမပြည့်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ကအတုသူတို့နိုင်ငံမှာအတုပုံစံမျိုးဆိုပြီးတော့တတ်မှတ်တာပါဂျပန်နိုင်ငံအနေနဲ့ဆိုရင်ဒါကရွှေအစ်စ်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးမြန်မာပြည်ကလူတွေကတနိုင်ငံလုံးနှိပါကဒီလိုပဲရွှေကတုံးကြတာလေမြန်မာနိုင်ငံနဲ့ဂျပန်နဲ့ကမတူဘူးဒါကအမကရွှေကိုဆက်ဖို့သွားတာသူတို့ကရွှေပဲဆက်လို့ရတယ်တဲ့ဒီလိုအယောလားပါလားမသိဘူးပေါ့နော်အဲ့လိုဒီလိုအယောဆိုလို့ရှိရင်ဒါဆိုရင်ဒီမှာပေါက်သွားပြီးတော့ပြက်သွားတာလေအမကစိတ်တူတယ်ဆိုတာကတရက်ပဲဝေးရသေးတယ်ပြက်လို့စိတ်တူတာပါဟိုလိုတာမန်အတုလို့တုံးလို့ဆိုင်ကိုလည်းနည်းနည်းတော့ဒေါ်လာတော့ထွက်တယ်လေသူတို့ဂျပန်ရွှေရောဘယ်တော့မှကောင်းနေလို့လဲဟုတ်တယ်မလားအမတို့မြန်မာနိုင်ငံကိုလာပြီးတော့တိတ်ခါကြတယ်လို့ပါတော့ပေါ့နော်အဲ့လိုဖြစ်လို့ဒေါ်လာထွက်တာတိလားအတုလို့ပုံစံမျိုးတုံးလို့မရဘူးဒါကရွှေပါဝင်မှုက 100% ရာခိုင်နှုန်းမပြည့်ဘူးအမတို့မြန်မာပြည်မှာ100ရာခိုင်နှုန်းရှိတယ်ဆိုရင်69လောက်ကတနိုင်ငံလုံးကဒီလိုပဲတုံးနေကြတာပေါ့နော်ပြီးတော့နောက်ဆုံးပို့တယ်နောက်ဆုံးပြတဲ့အဲ့ဒါသူတို့ပထမဆိုင်ဒုတိယဆိုင်ဆိုပြီးတော့ရွှေဆက်တာပေါ့နော်ဆိုင်သေးလို့မြန်လားဆိုပြီးမရဘူးလားဆိုပြီးတော့အကြီးဆုံးနာမည်အကြီးဆုံးဆိုင်ကြီးကိုတွားတဲ့အချိန်မှာအဖိုးကြီးကရွှေပါဝင်မှုနဲလို့မရတာဂျပန်မှာဆိုရင်100%နီးပါရွှေသူတို့စစ်လိုက်တာပေါ့နော်ရွှေကပါတယ်ဒါပေမဲ့ရောနေတာပေါ့နော်အဲ့တော့ရွှေဆိုပြီးတော့ဂျပန်မှာမတုံးဘူးပေါ့ရွှေဂျပန်မှာကရွှေဆိုရင်ရွှေကြီးပဲအယောဆိုရင်အယောအဲ့လိုပြောတာအဲ့ဒါကြောင့်မို့သူတို့ချီမှာကရွှေတီးတက်မယ်ဆက်လို့ရမယ်ဆိုပြီးတော့ပြောလာပါတယ်ရွှေတီးတက်မဟုတ်လို့ရှိရင်သူတို့ဆက်ပေးလို့ရှိရင်တခုခုပြဿနာဖြစ်လို့ရှိရင်သူတို့တာဝန်ယူရမှာဆိုလို့ပါအဲ့ဒါကြောင့်မလို့အမကိုသူတို့ကဒါကဆက်မဲ့တူစက်ကင်ဈေးကြီးတယ်တဲ့ဂျပန်မှာဘာမလုပ်လို့အရာဈေးကြီးတယ်အဲ့ဒါကြောင့်မလို့သူတို့ကဆက်မဲ့တူအတစ်ဝယ်လိုက်တော့တဲ့အမကပြောလိုက်တာဒါကပေါ်ပဲဖန်စီကျိုးမဟုတ်ပါဘူးဒါကအမမြန်မာငွေ300နီးပါပေးဝယ်ထားရတာပါလို့ပြောလိုက်တာအဲ့တော့ဟဲဟုတ်လားတဲ့ဂျပန်မှာ300လောက်ဆိုလို့ရှိရင်ရွှေအတီးတန့်ကြီးရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့သူတို့က surprise ဖြစ်သွားတာပါအဲ့တော့ဝယ်တဲ့ဆိုင်တွေကိုအမကဒါကဂျပန်မြန်မာနိုင်ငံဆိုတော့အမကမြန်မာလူမျိုးဆိုတော့မြန်မာစတိုင်ကိုတည်တာပေါ့နော်အဲ့တော့သူတို့ဂျပန်တွေကအတုဆိုပြီးတော့တုံးပေမဲ့အမတို့မြန်မာရွှေကအတုမဟုတ်ပါဘူးရွှေပါဝင်ပေမဲ့15ပဲရေဆိုပေမဲ့လေ15ပဲရေမပြည့်တာလားတော့မသိဘူးပေါ့နော်သူတို့ကတော့အဲ့လိုစစ်ပေမဲ့ရွှေပါဝင်မှုနေတယ်ဆိုပြီးတော့ပဲပြောတယ်ဒါပေမဲ့ဗဒပဲပါလဲဆိုတာတော့မပြောဘူးပေါ့နော်အဲ့ဒါတော့ဒါဆိုင်ကတော့ဂျပန်တွေကတော့ချီးကျူးလိုက်တယ်တကယ် professional လက်ရပါတဲ့တကယ်ဆရာကြီးတွေပါပဲတဲ့လုတ်ပေးထားတဲ့လူတွေကလေတကယ် professional လက်ရတွေပါတဲ့အမတို့မြန်မာနိုင်ငံကကြတော့ရွှေပါဝယ်မှုနဲတဲ့အရာလေးပေါ့နော်15ပဲရေဆိုပေမဲ့15ပဲရေမပြည့်တာလားဘာလားတော့မသိဘူးပေါ့နော်အဲ့တော့အရန်ကြီးကိုရွှေပါဝယ်မှုများချင်တယ်ဆို16ပဲရေလုတ်ပါအမကရွှေဆိုင်နဲ့လည်း
ပြဿနာလည်းမဖြစ်ပါဘူးရွှေဆိုင်ကိုလည်းမပြောပါဘူးဒါကဂျပန်နဲ့မြန်မာနဲ့ရွှေကွာဟမှုလေးကိုအမကဘ ഹു တတအနေနဲ့တည်ပေးတာပါအမကမြန်မာလူမျိုးဖြစ်တဲ့အတွက်တောင်မြန်မာရွှေကိုကြိုက်ပါတယ်သူတို့ဂျပန်ရွှေဘလောက်ပဲကောင်းတယ်နိုင်ငံတကာကိုမှီပါတယ်ပြောမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်ရွှေရည်ပြည့်မပြည့်မြန်မာရွှေပဲကြိုက်ပါတယ်ဒီလိုသူတို့အတုပြောဂျပန်တွေကအတုပြောဘာပြောအမကနောက်လဲဆက်ပြီးတော့ဝယ်မှာပါအဲ့တော့အမကစိတ်တူတယ်ဆိုတာကတရက်ပဲဝေးရလို့ပြက်လို့နည်းနည်းတော့စိတ်တူတာပါပြက်လို့စိတ်တူတာပြင်လို့မရလို့စိတ်တူတာပါဂျပန်ဆိုင်ကိုလည်းစိတ်တူသလိုဒါလေးဝယ်တဲ့ဆိုင်ကိုလည်းနည်းနည်းတော့စိတ်တူတယ်ပုံမှန်ဆိုရင်အမတို့တမိသားစုလို့ရွှေတွေလောက်လာတာပဲလေအမတော့ရွှေမကြိုက်လို့မဝစ်ပေမဲ့ဟိုပါပေါ့တရက်ပဲဝေးရသေးလို့ပြက်လို့ရွှေဆိုင်ကိုတော့နည်းနည်းတော့စိတ်တူတယ်ပရိန်မကောင်းလို့လာတော့မသိဘူးပေါ့နော်ဒီမှာနော်တရက်ပဲဝေးရသေးတယ်ဖျားစုအပြင်အောင်မိုးရသေးပါဘူးညီမတို့ရဲ့ဝယ်ပြီးချင်းတရက်သေးပကံလေးပဲဆေးရသေးတယ်ပြက်သွားတာအဲ့ဒါအမတို့မြန်မာနေနဲ့ဆိုရင်ဒါကမြန်မာစတိုင်ပါပဲအဲ့တော့ညီမလေးတို့ဘယ်ဆိုင်လဲလို့မမေးနဲ့ဒါကအတူမဟုတ်ပါဘူးเนาะသိလားအပေါင်ဆိုင်မှာတော့ပေါင်ကြည့်လည်းရပါတယ်တခြားဆိုင်မှာတော့ရောင်းလည်းရပါတယ်မြန်မာစတိုင်ဆိုတော့ဂျပန်စတိုင်နဲ့တွားပြီးတော့တွေးလို့တော့မရဘူးအမကဆက်လို့သူတို့ပြောတဲ့အကြောင်းအရာကိုပဲအမကဘ ഹു တတအနေနဲ့ပြန်ပြီးတော့ဖြည့်ရှင်းတာပါအမကဒီဆိုင်လေးမှာလက်ရာလေးကောင်းလို့နောက်လည်းဆက်လုပ်မှာပါပြီးတော့နောက်ထပ်အဲ့ဒီတခြားအဲ့ဒီဟိုရွှေလေးရောက်တော့ကအမကဒီဘူးလေးနဲ့ပြလိုက်တယ်ပေါ့နော်ဒီဘူးလေးနဲ့ပြလိုက်တာကဒီဟန်းချင်းလေးကဒီဆိုင်ရလောက်တာမဟုတ်ပါဘူးတီတာကဒါကဘူးလေးကဒီမှာတခြားဟာလေးတွေထည့်ထားလို့ဒီဟန်းချင်းလေးပါဒီဘူးလေးနဲ့ထည့်လာတာပါတဘူးလေးနဲ့ဒီလိုပေါင်းပြီးတော့ထည့်လာလိုက်လို့အဲ့ဒီပြတဲ့ဗီဒီယိုလေးမှာဒီလိုတီတာဆိုပြီးပါလိုက်တာအဲ့တော့ဆိုင်တီတာဆိုင်ရလားလို့မပြောပါနဲ့မြန်မာပြည်ရွှေတွေကတော့မြန်မာစတိုင်အကုန်လုံးကောင်းပါတယ်အဓိကဒီဟာလေးကကျိုးပြတ်သွားလို့စိတ်တူတာပါအေကသူတို့က100ရာခိုင်နှုန်းပါမှရွှေဆိုပြီးတော့တတ်မှတ်တာတဲ့အဲ့လိုပြောတာပါမြန်မာပြည်ရွှေဆိုင်တွေအဲ့လိုပြောကြည့်ဆိုလို့ရှိရင်ဘယ်ဆိုင်လဲမပေးနဲ့ဆိုင်နေတော်များများအကုန်လုံးကရွှေ 100% မပါပါဘူးနည်းနည်းလေးတော့ရောပါတယ်အဲ့ဒါကိုဘယ်နိုင်ငံမှာပဲစစ်ရွှေတဲ့ 100% မပါဘူးလို့ပြမှာပါတဲ့ဆိုင်တော့ရှိကောင်းရှိနိုင်ပါတယ်เนาะဆိုင်မြန်မာပြည်ဆိုင်တိုင်းအားလုံးကိုမဆိုလိုပါဘူးရှိနိုင်ပါတယ်ဟိုဒါပေမဲ့တော်များများကတော့နည်းနည်းလေးတော့ရောကြတယ်ပေါ့နော်ဒါပေမဲ့အမကတော့မြန်မာရွှေပဲကြိုက်တယ်နောက်လဲမြန်မာရွှေပဲဝယ်ပါသူကသူဂျပန်နေဘလို့ပဲအတူလားပါလားပျော့စိတ်မဝင်သားပါဘူးမြန်မာလူမျိုးဆိုတော့မြန်မာရွှေပဲကြိုက်ပါတယ်မြန်မာပြည်မှာအချိန်မရွေးရောင်းလို့ရတယ်အဲ့ဒါပါပဲဘာမှဘယ်ဆိုင်လဲညင်းပြီးတော့ဘာမှဖြစ်နေမှာတော့နဲ့အမတော့ဘာမှမဖြစ်ပါဘူးအမကနောက်လဲမြန်မာရွှေကိုဝယ်အောင်ပါအဲ့တော့ဘာမှဖြစ်စရာမလိုဂျပန်ကြီးကသူမဆက်ချင်လို့မဆက်ပေးတာရွှေပါဝင်မှုနဲလို့သူတို့ကဒါရွှေမဟုတ်ဘူးဆိုပြီးတော့တတ်မှတ်တာဒါကသူတို့ရဲ့ဂျပန်ရဲ့ဥပဒေရဲ့သူတို့ကတယူတန်နေမို့လို့သူတို့ကအရန်တယူတန်တာရွှေဆိုရင်လည်း100ရာခိုင်နှုန်းရွှေဖြစ်မှရွှေဆိုပြီးတော့တတ်မှတ်တာအဲ့ဒါကြောင့်မို့လို့ပါအရန်ကြီးစိတ်ခံစားမှုတွေတိတ်ပဲဖြစ်ပါတယ်အမကပြောပြတယ်ဆိုတာကမြန်မာပြည်ရွှေကဂျပန်မှာရွှေမဟုတ်ဘူးဆိုတဲ့ဟာလေအကိုတော်မှ surprise ဖြစ်သွားလို့ဘ ഹു တတအနေနဲ့အမကတင်ပေးခြင်းဖြစ်ပါတယ်လို့အဲ့ဒါကြောင့်မို့စိတ်တော့ကတွေပဲရောက်ခဲလို့ရှိရင်တောင်းပန်ပါတယ်နော်ကျေးဇူးပါ